မင်္ဂလာပါရှင်ဒီဟင်းလေးကတော့မြင့်ကြီးရဲ့ဝက်သားမြင့်ချင်းဟင်းလေးပါအရင်ဦးဆုံးဝက်သားကိုအတုံးကိုစိတ်ကြိုက်တုံးလေးတွေတုံးပြီးတော့အသားတန့်သွားအောင်ဘိတ်ကီးစော်တာဒါမှမဟုတ်ဆားနဲ့တေးသေးချာချာလေးနေပြီးတော့ရေကြည်လာတဲ့အထိ4-5ချိန်လောက်ဆေးပေးလိုက်ပါတယ်ပြီးရင်စကားနဲ့စစ်ထားပါမယ်နော်ပြီးတော့ဝက်သားနပ်ဖို့ရချင်းကျက်သွန်ပြူထောင်းပါမယ်ချင်းကျက်သွန်ပြူနဲ့အတူငရုတ်သီးမုံငရုတ်ကောင်းရောပါရောထောင်းပါမယ်နော်ဒီချက်နီးလေးဟာဆိုရင်ဒီမှာမြင့်ကြီးနဲ့အလုပ်တူတူလုပ်တဲ့အမတို့အိမ်ကချက်တဲ့နီးလေးပါအရန်စားကောင်းလို့မြင့်ကြီးချက်ပြီးမျှဝေပေးလိုက်ပါတယ်ဒါလေးတွေကတော့ချက်မဲ့ဟင်းတွေကိုထက်မဲ့အစာပလာလေးတွေပဲဖြစ်ပါတယ်ဝက်သားကိုတစ်ချက်ကြည့်လိုက်ပါအောင်နော်တန့်ပြန့်နေရပဲဘိကီဆိုတာနဲ့စီးထားတာပါဝက်သားကိုပါဝင်ပစ္စည်းလေးတွေနဲ့15မိနစ်လောက်အရင်နှက်လိုက်ပါမယ်နော်ဒီဟင်းထဲမှာခြုံမုံအနှဲငယ်တော့တုံးထားပါတယ်နော်အချင်းဟင်းဖြစ်တဲ့အတွက်ကိုလေအသားကိုကတော့သေချာစီစီပါအောင်နေပါတယ်ရှင်အသားကိုနှက်ထားတဲ့ချိန်မှာမြစ်ချင်ကိုရေသေချာလေးဆေးပြီးတော့စစ်ထားပါမယ်နော်မြစ်ချင်ကိုရေဆေးလိုက်တော့ဓာတုပစ္စည်းတွေပါဝင်နေလဲတက်တာသွားတာပေါ့နော်နှက်ထားတဲ့ဝက်သားကိုစီမထဲပဲတစ်ခါတည်းစုံကြီးရေလေးနဲ့တဲလိုက်ပါမယ်နော်15မိနစ်20ခါတဲပြီးသွားတဲ့အခါမှာဒီလိုရေချမ်းစီချမ်းအနေထားလေးရပြီဆိုရင်မြစ်ချင်ကိုထည့်တယ်ပြီးတော့ချက်လိုက်မှာဖြစ်ပါတယ်နော်ဝက်သားနဲ့မြစ်ချင်ရောသွားအောင်အရင်ဦးဆုံးမွေလိုက်ပါမယ်ပြီးရင်ရေစုအောင်ပြန်တင်လိုက်ပါမယ်နော်မြစ်ချင်ထည့်ပြီးရေပြန်စုလာပြီဆိုရင်မြစ်ချင်ချက်တဲ့ထိပြီးရင်ကိုစိတ်ကြိုက်ရေကိုထည့်ပါမယ်မြစ်ချင်တရေနေရေအဲ့လိုမျိုးခန့်အောင်လဲတည်လို့ရပါတယ်နော်မြင့်ကြီးတော့တစ်ခါတည်းရေအများကြီးထည့်တည်လိုက်ပါတယ်ဒီမြစ်ချင်အိုးကိုတည်ထားတာကြာချိန်တစ်နိုင်ခွဲရှိပါပြီနော်အခုကတော့အရန်အရသာရှိတဲ့မြစ်ချင်ဟင်းတစ်ခွက်ကိုရလိုက်ပါပြီနော်မြင့်ကြီးနဲ့မတူတဲ့ချက်နီးများကိုလည်းကွန်မန့်မှာရေးပေးထားခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်